internet ပေါ်ကနေတစ်ဆင့်တရားဒေသနာနဲ့ဝတ်ပြုကိုယ်ွယ်ခြင်းအစီအစဉ်တွေမှာပါဝင်ဝတ်ပြုနိုင်ဖို့အတွက်အသင်းတော်ကနေပြီးတော့အပတ်စဉ်တိုက်ရိုက်ထုတ်လွှင့်ခြင်းအစီအစဉ်များကိုစတင်ဆောင်ရွက်နေခြင်းပဲဖြစ်ပါတယ်။လိုအပ်တဲ့ကင်မရာနဲ့တကွဆက်ဆက်ပစ္စည်းများကိုတွားရောက်ဝယ်ယူပြီးတော့ဘုံတော်ကြီးကနေပြီးတော့မှဆက်ကပ်ဆူတောင်းပေးနေတာဖြစ်ပါတယ်။ဒါကတော့ PTZ လို့ခေါ်တဲ့ကင်မရာအမျိုးအစားဖြစ်ပြီးတော့မှ350ကျော်ကုန်ကျခဲ့တဲ့ကင်မရာဖြစ်ပါတယ်။ဒါလေးကတော့ကင်မရာနဲ့ကွန်ပျူတာနဲ့ကိုဆက်တဲ့ HDMI ကြိုးဖြစ်ပါတယ်။2သိန်းကျော်ပေးရပါတယ်။ဒါလေးကတော့ video switcher ဖြစ်ပါတယ်။15သိန်းကျော်ဖြစ်ပါတယ်။အားလုံးပေါင်း360ဝန်းကျင်လောက်ကုန်ကျပါတယ်။ကင်မရာတင်ဖို့အတွက်စင်ကိုတော့ကျွန်တော်တို့ရဲ့ဆရာတော်ကိုယ်တိုင်ကဟေဆော်ပြီးတော့မှအခိုင်ခန့်ဆုံးဖြစ်အောင် professional ကြပြုလုပ်ပေးနေတာပဲဖြစ်ပါတယ်။ဖះเจ้าကိုလာရှင်တော်လည်းပဲအကြောင်းမျိုးကြောင့်မရောက်ရှိနိုင်တဲ့သူတွေကျမ်းမာရေးအရာမရောက်ရှိနိုင်တဲ့သူတွေအဝေးရောက်တဲ့သူတင်သားတွေလည်းပဲအသင်းတော်ရဲ့ဝတ်ပြုခြင်းစီစဉ်မှာအပတ်စဉ်ပါဝင်နိုင်ဖို့အတွက်ဆရာတော်များနေပြီးတော့မှစ조사ဆောင်ရွက်ပေးနေခြင်းပဲဖြစ်ပါတယ်လိုအပ်တဲ့ပစ္စည်းအကုန်လုံးကိုဝယ်ယူနိုင်ဖို့အတွက်ပါဝင်လူတန်းပေးကြတဲ့အလူရှင်များနဲ့တကွာပါဝင်ကိုပြုကိုးကွယ်သူတင်းသားများအားလုံးကိုဘုရားသခင်တာ၍ကောင်းချီးပေးပါစေလို့လည်းပဲဆုတောင်းပေးလိုပါတယ်ဆက်